Alpine Vitamin Drink ပွဲမှာမြင်ရသူတိုင်းအားကြလောက်အောင်ရိုးပြခဲ့တဲ့ခိုင်သင်းကြည်တို့ဇနီးမောင်နှံနဲ့လူပြိုကြီးဆိုင်ဆိုင် Alpine Vitamin Drink ရဲ့ကန်ထူးချိန်ရွေးချယ်ပွဲအခမ်းအနားကိုတရုတ်ဆောင်ခိုင်သင်းကြည်တို့မိသားစုနဲ့အတူအဆိုတော်ဆိုင်ဆိုင်ခန့်လိုက်တို့တက်ရောက်လာခဲ့ကြပါတယ်။အဆိုပါပွဲမှာမခိုင်လေးတို့ဇနီးမောင်နှံဟာပွဲတက်နေစဉ်အတွင်းမှာတော့တဦးနဲ့တဦးလက်ချင်းတွဲထားပြီးတော့အမြဲတမ်းလိုဂယူးဆိုင်ပြတတ်တာကြောင့်မြင်သူတိုင်းကအားကြနေကြပါတယ်။ခိုင်သင်းကြည်ကတော့သူမရဲ့ခင်မွန်းပေါ်ထားရှိတဲ့ချစ်ကိုပွင့်ပွင့်လင်းလင်းပြသတတ်သူဖြစ်ပြီးတော့အခုပွဲမှာလေယောက်ျားလက်ကိုမလိုစရမ်းကင်ထားတာဆိုပြီးတော့ပရိသတ်တွေကြားမှာဆာနောက်စရာသတင်းတစ်ခုဖြစ်ခဲ့ရပါတယ်။တစ်ဖက်မှာလည်းအဆိုတော်ဆိုင်ဆိုင်ခန့်လိုက်ကတော့အခုဒီချင်းအားမဲ့သူမတွေ့သေးပဲလူပြိုကြီးဘဝနဲ့ပဲပွဲတက်လာခဲ့တာကြောင့်တသက်လုံးချစ်ပြနေတဲ့မက်ခိုင်လေးတို့ဇနီးမောင်နှံကြားမှာဆိုင်ဆိုင်တရားအားကြနေပြီမလားဆိုပြီးပရိသတ်တွေကဝိုင်းဝန်းစားနှောက်နေကြပါတယ်။ဆိုင်ဆိုင်ဟာအမှုပညာလောကမှာအောင်မြင်မှုတွေခိုင်မာရရှိထားတဲ့သူဖြစ်ပေမယ့်အခြေအေးမှာတော့ခုထိတကိုယ်ရီအေးဆေးဖြစ်နေစေမှုပရိသတ်တွေကသူ့အတွက်လက်တွဲပေါ်ကိုမျှော်လင့်ပေးနေကြပါတယ်။ခိုင်သင်းကြည်တို့မိသားစုရဲ့နှွေးထွေးတဲ့ပုံရိပ်တွေနဲ့ဆိုင်ဆိုင်ရဲ့စတန်ကြားတဲ့ပုံရိပ်တွေဟာအဆိုပါပွဲရဲ့အာယုံစိုက်စရာအကောင်းဆုံးစိတ်ပိုင်းတွေဖြစ်ခဲ့ပါတယ်ရှင်။